ဟုတ်ပါတယ်ကိုကျွန်တော်တို့မေဘကစီခန်နခါကျွန်တော်တို့ကြောက်ဖက်စီခန်နဲ့ပုံနာကြောက်ဖက်စီခန်နခါမှာကျွန်တော်တို့တရကိုနေပြီးတော့ကျွန်တော်တို့စီဒီဘက်ကဆက်ရှောင်ပြည်သူနဲ့ဒေသခံပြည်သူတွေကကုသပြနေတဲ့တရှိပါဆိုကြရင်အထက်မှာကျွန်တော်တို့ပုံနာကြောက်ဖက်ကစီခန်ကကျွန်တော်တို့တရကိုသိတဲ့ကျော်ဒီနေပြီးတော့ကျွန်တော်တို့ကုန်ကြောင်းမှုနဲ့နေပြီးတော့စီအခါမဲ့ကုသနေတဲ့တရှိပါရရှိတိမှာကျွန်တော်တို့အဓိကကုသနေရကြအကောင့်တွေကဒီဘက်ကအစာဟာရရှုတိတဲ့ဒီနောက်ပြီးရလူဂရီရောကတိပါလဲကျွန်တော်တို့စိတ်ကမှာကျွန်တော်အတက်တက်ရှိတခုလောက်ထောက်လို့စောင်းခဲ့ပြီးကမှအင်ကိုပရန်ပြီးကကြမ်းမဲစားချက်မှုပြီးခမှအင်ကိုပရန်ပြီးကလွှဲရခနေတိရှိပါရဲ့နောက်ပြီးတော့ရောနာတိနောက်ပြီးထိခိတ်ကြရစတိပါမလဲနာဒီရှိတိကိုကုသနေရခါကျွန်တော်ဒီဘက်မှာကျွန်တော်မှလက်ရှိပေပါကပထမလူကြတဲ့အလူရှင်ဒီဘက်ကဝန်ငနဲ့လို့အတန်းနေစုတို့ကခုခံပြီးကုသနေတဲ့ရှိပါဂရကလာမလဲကျွန်တော်တို့မိုဘိုင်းဆပ်ဖို့ကိစ္စနဲ့လည်းကျွန်တော်စီဝတီဝယ်ရဖို့အခင်းတွေဖိနေရဲဆိုကမိုဘိုင်းဆပ်ဖို့တမလဲကျွန်တော်တို့လူ2000စာလောက်ကုသရဖို့အခင်းတွေပါနညာလောက်အိပ်ပြီးကအရှင်ပြီးကရဖက်ကဒေတာကပတိတို့ကိုစီကုသဖို့တဲ့ဒီနေ့ဆိုကကျွန်တော်မှပထမလူကြတဲ့အလူရှင်ဒီဘက်ကဝန်ငနဲ့လက်ရှိမိုဘိုင်းဆပ်ဖို့အတွက်အသုံးပြုဖို့ဒီငွေနဲ့နောက်ပြီးကလက်ရှိစိတ်ခမ်းမှာဒီလက်ရှိလောက်လာတဲ့လူနာတွေကိုကုသဖို့တဲ့လွယ်အနေစီဝတီစိန်နဲ့ဆိုကြကျွန်တော်တို့ကနေပြီးတော့မနေ့စိခတ်မှာအခက်မင်းနေပါလေဒီဘက်မှာရပုံတွေအများကြီးလွယ်နေပါလေဒီချက်ကိုတော့ကျွန်တော်တော့တရက်တစ်ခါလောက်ပတ်တာပါကိုဆိုမျိုးဟုတ်ပါကျွန်တော်တို့ဒီဘက်မှာအဓိကဖိတ်တာကကျွန်တော်တို့ဒီဘက်မှာအစာရချိုးတဲ့တရီကိုကုသရဲနောက်ပြီးရနာဖြာနာပါနောက်ပြီးဒီဘက်ကအရှည်တီးပါလေအရှည်တီးပါစိခတ်လာပတ်တဲ့ရှိရအရှည်တီးကိုလည်းကုသရတဲ့ရှိပါရဲ့ကောင်းကကျွန်တော်တို့နေတယ်လို့ကုသနေအတိုင်းတလောင်းတော့ကျွန်တော်ကကြမ်းမဲ့စားချမှုပုံမြတ်တယ်ရှိပါဆိုကြအခါဒီရာသီဂရုပုတ်တီနဲ့ဒီရာသီဘူရောကတီလီတို့ရရှိတီတို့စိခါမှာပလောက်တယ်ရှိပါတယ်ကျွန်တော်တို့နောက်ပြီးဒီစိခါမှာစိခါပလောက်လာရင်ဒီဖိတာမတန်းနိုင်လို့စိခါပလောက်မလာတော့တဲ့ကိုအော်တိုမခိုပြီးကပလောက်ရဆိုကောင်းတီကိုပရိုပြီးကအခါမရှိကုသထတဲ့ရှိပါနောက်ပြီးရတဲ့တွေကိုကျွန်တော်စိကူပြီးကဖိတာလူလဲတဲ့ရှိပါတယ်ဘက်ကပေတဲ့ပေပါဒီအလူရှင်ဒီဘက်ကပေါ်လာတဲ့အလုံငွေတိကပါလဲယူပြီးကရငွေတွေကိုသုံးဆပြီးကလိုအပ်တဲ့ရှိပါနောက်ပြီးကျွန်တော်တို့ပုံကတစားပြီးအတန်းကကျွန်တော်လာတင်ပါမလဲနော်ဒီဟိုအလုံငွေထိမှကပါကျွန်တော်တို့ပုံတစားပြီးအတန်းကကျွန်တော်ဘက်ကိုလာတင်လွှေးပြီးငွေတိကလည်းတို့ကျန်ဖိတ်လာမတန်းနေစိတ်ဆောင်ပြည်သူတီကိုလူတန်းတဲ့ရှိပါရရှိတဲ့ကကျွန်တော်စီဝါတွေကိုပြီးကသုံးဆနေရတဲ့ရှိပါလဲအဲ့ဘယ်မျိုးတွေရှိပါရဲ့နောက်ပြီးဒီဘက်မှာစိခန်း sorry တော်ရင်းနဲ့နောက်ပြီးစိခန်းမှာနေစင်နဲ့အများသုံးဒီကုသဖို့တဲ့စီဝါဝယ်ရဖို့စိနေဆိုကကျွန်တော်ကမနေ့ကအခက်ခဲမနေပါတယ်အခုပါလဲတခြားကတော့ကျွန်တော်တော့တရက်လောက်ပတ်ပါကိုတမျိုးပါအစိပဲမဟုတ်ဘူး